ဖျားသခင်ကိုမြင်ဖူးလား No မမြင်ဖူးမြင်ရမှတည်ရှိကြောင်းယုံကြည်ရဲဆိုတဲ့အဆိုကိုကျွန်တော်သဘောမတူဘူးတစ်ခုခုကိုတည်ရှိကြောင်းသိဖို့တခြားနည်းလမ်းတွေရှိသေးတယ်ဥပမာပြောပြမယ်ခင်ဗျားမှာဘိုးဘေးပြည့်တွေရှိလားရှိတယ်သူတို့တွေကိုမြင်ဖူးလားမတွေ့ဘူးဒါဆိုသူတို့တွေရှိတယ်ဆိုတာခင်ဗျားဘယ်လိုသိလဲဟုတ်ပြီဖျားသခင်ကြတော့မြင်ရမှယုံရမှာလေခင်ဗျားမြင်ရမှဆိုရင်အဲ့ဒါကိုယုံကြည်မှုလို့မခေါ်တော့ဘူးမြင်ရတာနဲ့ကိုယ်တွေ့ကြုံရတာကပိုပြီးမြင့်တဲ့အသည့်ဖြစ်သွားပြီအသည့်ဆိုတာအဆက်သုံးမျိုးနဲ့ခွဲနိုင်တယ်ပထမအဆက်က theoretical knowledge လို့ခေါ်တဲ့အချက်အလက်တွေကိုအခြေခံပြီးတော့သိနိုင်တဲ့အသည့်ဒုတိယအဆက်က knowledge of eyesight ပေါ့မြင်ရပြီးသိရတဲ့အသည့်တတိယအဆက်ကကိုယ်တိုင်ကြုံတွေ့ပြီးသိရတဲ့အသည့်ကျွန်တော်တို့ကဘုရားသခင်ရှိကြောင်းကိုယုံကြည်ကြတဲ့အချက်အလက်တွေနဲ့စဉ်းစားဆင်ခြင်ဉာဏ်ကိုသုံးတယ်ပြီးတော့သိရတယ်ခင်ဗျားရဲ့ဘိုးဘေးတွေရှိကြောင်းကိုသိတယ်လို့ပေါ့ဘုရားသခင်ရှိကြောင်းသိဖို့ဘုရားသခင်ကိုမြင်ဖူးဖို့မလို့ကျွန်တော်တို့မွတ်စလင်တွေကဒီဘဝကိုစမ်းသပ်မှုတစ်ခုစာမေးပွဲတစ်ခုလို့ယုံကြည်တယ်ကျွန်တော်တို့ခင်ဗျားတို့ဟာဒီဘဝမှာဘုရားသခင်ကိုယုံကြည်သလားမယုံကြည်ဘဲညင်းသလားဆိုတဲ့စမ်းသပ်မှုပေါ့ကျွန်တော်တို့ဒါဘုရားသခင်ကိုမြင်နေရမယ်ဆိုရင်ဒါစမ်းသပ်မှုဘယ်လိုဖြစ်အောင်မလဲနော်ခုနဟာပြပြောရရင်စဉ်းစားဆင်ခြင်ဉာဏ်ကိုတုပ်ပြီးတော့တဲ့တလက္ခဏာတွေကိုသိရခြင်းနဲ့ခင်ဗျားတိကျသိချတဲ့အဖြူရနိုင်တယ်ဘုရားသခင်တည်ရှိကြောင်းပေါ့ကျွန်တော်တော့တန်တရားလုံးဝမရှိဘူးဒီစကြဝဠာကြီးကိုဖန်တီးမွေးမြူထားတဲ့အရှင်သခင်တစ်ပါးရှိတယ် Have you seen God? No. So? I disagree. You have to see something to believe. I'm saying there's other ways to believe things. I'll give you an example. Do you have a great grandfather? Yeah. Have you seen him? No. So how do you know he exists? Okay. About the God. If you see it, you can believe in it. If you see it, it's not believing. If you see it, you experience it. It's a higher level of knowledge. Knowledge can be three levels. First is theoretical knowledge, which is knowing something through the data information, which is us knowing God through the data. The second level is what we call knowledge of eyesight. The third level is experience of that thing. We can use the data information rationality to know that God exists, just like you know your great-grandfather exists. I don't have to see God in order for me for a fact to know that God exists. And we believe as Muslims this life is a test, is whether you will believe in God or not. If you see God, it's no longer a test. But still, using theoretical knowledge, you will know for certainty there has to be a God. So I have no doubt in my heart, not even 0% doubt, there has to be a maker that created the universe.